အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့နေရမြင့် Adventures Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီခေါက်ကတော့ကျွန်တော်တို့နှစ်ယောက်ဒီ Auckland ရဲ့ New Zealand နိုင်ငံရဲ့ Auckland မှာပေါ့နော် Auckland Zoo ပေါ့တရိတ်ဆိုင်ရုံကြီးကိုတွားရောက်လက်ပြမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နဲ့အတူတူပေါ့နော်ဒီတရိတ်ဆိုင်တွေကို live ပါကြည့်ရှုခန်းစားဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ် Auckland Zoo ကို CBD ကနေတွားဖို့အတွက်ကျွန်တော်တို့ဒီ Albert Street ကနေ bus ကားစီးခဲ့ကြပါတယ်ဆိုတော့ Auckland Zoo က CBD ရဲ့အနောက်ဘက်အချက်မှာရှိတာပေါ့နော်ဆို bus ကားနဲ့စီးရဲဆိုရင်တော့မိနစ်20လောက်စီးရတာဖြစ်ပါတယ်ဆိုတော့New Zealand နိုင်ငံရဲ့ပေါ့နော်ထူးခြားချက်ကတော့အဓိကဘယ်နေရာသွားဟိုလိုမျိုးစိမ့်လန်းဆိုပြီးတဲ့မြက်ခင်းတွေကိုတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒီတိလိဆိုင်ရုံမသွားခင်လမ်းတောက်လျှောက်မှာပေါ့နော်အခုလိုမြက်ခင်းပြင်နေတစ်ပင်ကြီးတွေကိုတွေ့ရတာဖြစ်ပါတယ်ဆိုတော့တစ်ပင်တွေရဲ့အောက်မှာအခုလိုမျိုးတစ်မွားတယ်ပေါ့နော်ဆိုတော့တစ်မွားတွေသူတို့အမြင်နဲ့ထားရှိတယ်ပေါ့နော်အဲ့ဒါအဓိကကတော့တစ်ပင်အတွက်ပေါ့နော်ရေငွေးတက်ထိမ့်သိမ်းတာတော့ရေဓာတ်ကိုပို့ပြီးတော့ထိမ့်သိမ်းပေးတာတော့ပြီးတော့မြက်တွေပေါင်းပင်တွေမပေါအောင်လုပ်ပေးထားတာပေါ့နော်အဓိကတော့ဒါကတော့ဒီ Auckland Zoo ကိုသွားတဲ့လမ်းတောက်လျှောက်ဖြစ်ပါတယ်ဆိုတော့မင်းမျက်နှာကိုကွဲလိုက်တယ် The zoo is open the zoo is open Have to go from What's that up in here? 6ကန်နော်ဟမ်ဟောတဲ့ဆောက်ရမယ်ဒီနေ့မှာကားတွေအများကြီးပဲလူတွေဒီနေ့ဘော်တော်ဦးနေလေဘော်တော်ဦးနေကိုလူတွေအများကြီးလာတယ်ဟုတ်လားနေ့ holiday တော့မဟုတ်ပါဘူးနော်လူတွေအများကြီးပဲလာကားတွေအများကြီးပဲရထားအဲ့ဒီမြင်ရမစိုးအပင်လေးတွေမြင်ရမြက်ခင်းလေးတွေမြင်ရနော်တိတ်မမြင်အောင်လိုရဲမှာဆိုဂျပန်နိုင်ငံကဂင်ကိုပေါ့နော်ရွှေဝါရောင်တစ်ပင်ကြီးတွေလည်းဒီနယူးဇီလန်နိုင်ငံမှာရှိပါတယ်ကြွေကြတဲ့ဂင်ကိုအရွက်တွေပေါ့နော်အခုလိုမျိုးတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့လည်းဒါအမတ်တရဓာတ်ပုံတွေလည်းရိုက်ခဲ့ပါသေးတယ်A Japanese garden for Aucklanders တဲ့နော် Auckland ရဲ့ sister city တဲ့ Fukuoka တဲ့Kubota တဲ့နော်ဂျပန်အငွေ့တက်လေးရတာတခါကြီးလားကွာလေးတွေ你们花了吧的 OK free 吧哦花了有半篮那种မျိုးနော်သိရှင်ကောင်းပါတော့ကွာငါးလေးတွေမရှိအဲ့ဒါချစ်စံငါးလေးလည်းမရှိရွက်တွေကြွေးကြတယ်ရွက်တွေကြွေးကြတယ်ထဲထဲမှာအဲ့ရွက်တော့ရွက်တယ်ဒီနယူးဇီလန်မှာအဓိကဂျပန်ပေါ့နော်ယဉ်ကျေးမှုတွေလည်းခဏတွေ့ရပါတယ်အခုဆိုရင်ဒါတရိတ်ဆိုင်ရုံအနီးနားမှာရှိတဲ့ပေါ့နော်Japanese garden ပေါ့ဂျပန်ပန်းခြံလေးဖြစ်ပါတယ်ဒါကတော့ဖူကူကမြို့ကနေတစ်ဆင့်ပေါ့နော်ချစ်ကြည်ရေးအနေနဲ့ဒါ1990မှာဆောက်ထားတာလို့သိရှိရပါတယ်ဒီစီဝါဆိုဝါမြေကိုင်းမူမီကြီးရွက်လေးတွေပဲမူမီကြီးရွက်လေးတွေကျွေးကြတယ်ဒီထဲမှာလည်းအများကြီးမူမီကြီးရွက်တွေကျွေးကြတယ်မူမီကြီးရွက်လေးတွေကျွေးကြတယ်နော်
ဟာကူရာပင်တော့ရှိတာတော့မတွေ့ဘူးတွေ့ရအောင်မမကြီးရတယ်တော့တွေ့ရကြောက်တုံးလေးခင်းထားတာတော့ဖြတ်လျှောက်ကြည့်မှဖြစ်ပါတယ်အောင်မမကြီးရလေးတွေပေါ့ဟိုကြောက်တုံးအနေနဲ့တော့ဖြစ်မှာလေYeah Welcome Auckland Zoo ပေါ့နော် Auckland Zoo ဝင်ကြည့်မှာဖြစ်ပါတယ်ဟုတ်တယ်ဒါ Auckland မှာနေဈေးလျှော့ပြရပါတော့ Adult ဆိုရင်$29တယောက်ကို29တယောက်30ပေါ့2ယောက်ပေါင်း60ပေါ့ Auckland မှာနေဈေးလျှော့ပြပါတယ်ကိုရမှာ entry ဘာတွေကြည့်ရလဲနော်အင်တာလေးရှိနော်ပြီးရင်ဒီဘက်ကကိုအရင်ဝင်ကြည့်အောင်လေ giraffe တို့ဘာညာတရကာဟို Africa ဆန်ဆန်နဲ့ဟာပြီးတော့မှလူမျိုးပတ်ငှက်တွေကြည့်မယ်ပြီးတော့ဒါပါရဒါမိချောင်းတွေဟိုမြောက်လွဲကြော်တော့ပါတော့ပြီးတော့မှဒီဘက်က spider တွေပါသွားကြည့်အောင်နော် okay အမီလာ information ဒီဘက်ကသွားကြည့်အောင်လားမကရောဟွာနေရAfrica Safari Truck လေ Dinosaur Discovery Truck နော် Okay Africa Safari Truck ကိုလိုက်ကြည့်အောင်ဟုတ်ရင်လိုက်ကြည့်အောင်ဆင်းရုပ်တွေဟိုင်းလို့ရအမိုးဝင် Africa Safari Truck ဒီမှာ Giraffe မြော Giraffe ကြည့်မကြည့် Giraffe Oh, Giraffe မမြင်ရကြတယ်။ Oh. Ah. Giraffe ကြီးကျ။ဟာ။ဟာ။ဘာလဲ။အော် zebra လည်းရှိရဲ့။ဟိုမှာလဲ ostrich လား။အော်ဟိုမှာဟာအကြီးကြီးကျ။တော့ကြည့်ရအဲ့ဘက်မှာနော်။ကျက်စင်ရတယ်ကျက်စင် ostrichမကြည့်တော့ရွက်တွေစားရတယ်နော်တော်တော်နော်အော်ဟဲ့ဒါအရှိကြီးဖြစ်လာတယ်အနီးကဟိုမှာအနီးကကြည့်လို့ရတယ်တွေ့လားတကြည့်အောင်လားတရိဆိုင်ရုံလေးတဲ့တဲ့ Okay တရိဆိုင်ရုံပြမယ်ဒါကတော့ထိုင်နေရကောင်ပါဒီကောင်နှမ်းလျှောက်လာပါနော်တကလားOstrich Justin难笑了哦难笑了哈哈zebra ပေါ့နော်မြင်ကြငြိမ်းရပဲဘာလဲမသိဘူးသူတို့ရဲ့သဘာဝလားမသိတဲ့အတိုင်းပဲငြိမ်းရပဲဟာမအိတ်နေလားမသိဘူးသူတို့ကမတ်တရက်ပြီးအိတ်တယ်လို့ကြားဘူးတယ်မြင်ကြရပါတော့ဟောမဲသွားလားအခုလက်ရှိကတော့ကျွန်တော်တို့ဒီ Africa truck ပေါ့နော်သူ truck လေးတွေပေါ့အဲ့လိုမျိုးနေရာလေးတွေခွဲထားတာပေါ့နော် Africa zone လို့လည်းပြောတာပါ Africa မှာတွေ့ရတဲ့တရိษံတွေစုဝေးထားတဲ့နေရာကိုရောက်နေတာပေါ့နော်အဓိကတစ်ကလအုပ်တွေမြင်းကြားတွေပြီးတော့ငှက်ကလအုပ်တွေပေါ့နော်အဲ့ဒီပေါ့နော် Africa မှာတွေ့ရတဲ့တတ္တဝါတွေကိုစုဝေးပြီးတွေ့ရတာဖြစ်ပါတယ်ဟို Lion King ရဲ့အကောင့်လေးဖြစ်ပါတယ်ဟိုကြည့်လိုက်နေဟိုဘက်ကိုကြည့်နေကြဘာလို့ကြည့်နေကြသူတို့ဟိုဘက်ကိုဘာလို့ကြည့်နေကြအဲ့ပဲThat was cool, Frankie. I like how they sit like that and then like with the Oh my god. What are you doing? Oh, there's the guy that was just walking around. He's on duty. He's on duty. Wait, what did you do? Don't drop your glass. What did you do?
မှန်တယ်လိတ်ကြီးတွေဖြစ်ပါတယ်ဟောလိတ်တော့နေရတော့လိတ်တယ်နော်နည်းနည်းလေးလမ်းလျှောက်တာမကြီးဝတ်နေတဲ့တေးသေးက Let's get out of the way. Come on. ကြီးတယ်ကြီး ချစ်တူရွေးလေးတွေနော်သူတို့တို့ဟိုဟာလေးတွေဟိုဟာလေးလုပ်ပေးထားတာတို့အိမ်လေးလုပ်ပေးထားတာနောက်မှဥလေးရှိရခဏလေးဥလေးပြမဥအဲ့လိုမျိုးတွေဥတာတဲ့အပေါ်မှာအတုတဲ့ဒါအပေါက်ပြီးတကယ်အစ်စ်ကအောင်းမှာအတုဆိုအပေါ်မှာဟိုသူတို့ဒီတခြားလူတွေဝင်ဆောင်မှာဆိုလို့ရှိရင်အတုလုပ်ထားတာအစ်စ်ကတကယ်တော့အောင်းမှာသူတို့တင်တာဟဲ့ဟောလိုင်းရောအထီးရဟိုဟာတွေပတိုင်းမှုတွေရှိတယ်မှာအမားတွေလာမသိအထီးတွေဖြစ်နိုင်တယ်ငယ်သေးရလည်းဖြစ်နိုင်တယ်သလားမချင်းနော်အော်လိုင်းရောနော်လိုင်းရောအပြင်မှာမြင်ဘူးလားချင်းသေးကမမြင်ဘူးသလိုပဲနော်ချင်းသေးမြင်ဘူးလားအပြင်မှာချင်းသေးချင်းသေးမမြင်ဘူးနော်ခုမှမြင်ဘူးလားချင်းသေးထိုင်းနေတော့ပြင်းလာတယ်တို့တွေအေးစေပဲအော်လေဒီပေါ်လာမသိအော်ချေးနေရတို့တွေချေးနေကြတို့တွေကြံ့ကြီးဖြစ်ပါတယ်ကြံ့ကြီးတွေပါဘာတွေစားနေကြအောင်မ Mom, you get a better picture. ကောက်ရွေးစားတယ်ဘာတွေစားတယ်နော်ကြံ့ကြီးပေါ့နော်ဝါဖူဂျီတောင် Dinosaur Discovery Truck ဒိုင်နိုဆောလုံနေတယ်လားဟိုလုံနေတယ်စက်ရုပ်တွေတယ်ဝါ It's movingအော်နေအကောင်ကြီးအော်ကြီးတိုက်တယ်ကောင်ခေါင်းမာတယ်ကောင်လုံဘာလဲ dinosaur လေ66 million years ago oh အော်ဘာလို့ခေါ်လဲStragosaurus. Oh. Amelia, di mana? Dinosaur ya, hô này bao ra đấy, hô nấu ngoài gì ra, hô này bao ra cái bài đấy. Đây. Jurassic Park. Oh, Tyrannosaurus. Oh, đấy. Oh. Lâu rồi quá, lâu rồi nó. Oh, mà T-Rex gì mà. Dinosaur. Human born to be a short part of Earth timeline. Đó hỗ trợ mà nó các bạn tầm mai mà nó giờ nhỉ bên này khi cả này là nhiều Plesiosauric era đấy nên còn gì đấy còn nhiều gì mà insect đấy gì mà bây giờ mà dinosaur mà nó Mesozoic ấy mà Jurassic cái gì à mà gì à nó Jurassic Park đó bảo là đi cái mà gì à nó sau đó đấy bây giờ daga bảo Lurian mama bỏ là Lurian Lurian rồi nào chả nó mà Ice Age cái nào mà Ice Age mà Woolly mama đấy cái mà nó all like a dinosaur kiwi nhé lâu rồi nhỉ lâu gì lâu rồi con nó chịu rồi so take a look mấy chỉ fossil do vậy fossil do vậy
အဲ့ဒါမြင်ရလားမြင်ရမြင်ရအကောင်ပေါ့လေတွေ့လုံးတယ်မတွေ့တွေ့လုံးတွေ့အဲ့ရအကောင်ကြီးပေါ့အမေကြီးပေါ့လုံးလက်လေးပါလုံးတယ်တေးသေးလေးလက်လေးတွေကဟောနေရေမုတ်တယ်ပေါ့နော်ရေမုတ်တယ် โอ้ရေမုတ်တယ်ဟောကြီးလာraptor တမျိုးပဲတဲ့လား raptor ဆိုတော့ raptor ဆိုအញ្ញမ်းမြန်ကြီးတာလက်သေးလေးနဲ့ပေါ့အမွေးပါတယ်ဆိုနောက်မှသူထောက်ဖို့သိရှိတာအရင်တော့အမွေးမပေါအောင်ချင်တာအမွေးတွေပါနေပါရော raptor ပေါ့နော်တော့ခါနေဖို့နော်ဆက်ရုပ်ကလေးဟောချီတာစစ်သက်ပါနော်ဟောစစ်သက်လူရတော့သူမစားတတ်ဘူးကြောင်ကြီးစားရည်နော်ဟုတ်လားနော်မြောက်ကြီးရေပေါ့နော်မြောက်ကြီးရေဖြစ်ပါတယ်ဟောအကြီးရေပေါ့မြောက်ကြီးနော်ဒီကကိုနေလေးကမြောက်ကြီးဖြစ်သွားပါပြီမြောက်ဖြစ်ကြီးဖြစ်သွားတာလေဟိုဂျပန်မြောက်လေးတေးရနော်ဒီမြောက်အကြီးရေတော့ပါလေရေရောပေါ့လေရေရောမှာနှုံးနေဟိုတို့အတွက်လုပ်ပေးတာထင်တယ်ကြည့်ရဒီတိုင်းထားတာတော့မဖြစ်နိုင်ဘူးတို့အတွက်တီးတန့်လုပ်ပေးတာဖြစ်နေတယ်အများကြီးတော့မရှိဘူးအကောင့်နဲ့ဘယ်နဲ့ကောင်ဟိုအပေါ်မှာနှစ်ကောင်ဟိုမှာနှစ်ကောင်အားလုံးနေရမှာထိုင်းဆွဲရတာချစ်တယ်တော့ကြည့်ကြည့်ထိုင်းဆွဲရဟုတ်ဟာလုံးနေကြဟိုဘက်လဲပြီးနေကြအားလုံးနေမှာကျန်thank you ချစ်ငါသားကြည့်အောင်လားမင်းလက်စစ်ပတ်ထရရတယ်မျိုးလေငှက်တွေဟုတ်တကားနှစ်ချက်ဖွင့်ရတဲ့ဟာမျိုးလေတကားနှစ်ချက်ဖွင့်ရတဲ့ဟာမျိုးလားဟာကျရစစ်ပတ်ထရရတယ်အော်ဆန်ငှက်လေးဘာလေးလဲမသိကီဝီရှိရနော်ကီဝီရှာကြည့်အောင်ပြီးရင်ကီဝီရေးကြည့်ရနော်ကီဝီငှက်ကိုတွေ့ကျင်တယ်ဘာငှက်လေးတွေတော့မသိဘူးဟမ်ရေတကုံကြီးနဲ့ရှိရမိုက် nice ဘယ်လိုမျိုးဟိုအနှစ်ချက်ကိုဖွင့်ရအောင်နော်ဒါကနှစ်ချက်ကိုဖွင့်ပြီးသွားရတဲ့ဟာမိုက်ဒါ push နော်ဟုတ်ဘာโอเคဟမ်အဲ့ဒါနည်းနည်းရှိတော့Kiwi nga sila mdi. Just want to see kiwi. Wow, what's this? Yeah. Oh, sorry. What are you lady? Bao lady, bao lady. Utago sink. ထူးဆန်းနေတယ်ကင်းနေရှော်လားကင်းနေရှော်လေးတယ်ဘယ်လိုမျိုးဟာလဲထူးဆန်းကင်းနေရှော်လားဟာလဲအဲ့နေတက်ပြုံလုံးဝဗလန်းပြပြီးအဲ့နေဟိုင်စားနေတယ်မသိဘူး Speaking of kiwi, is that kiwi? Blue duck တဲ့အပြာရောင်လေးရနော်နော်နယူးဇီလန်မှာနေရကောင်လေးဖြစ်လာတယ်ဒါစားတယ်မစားတယ်မသိဘူးဘာရှာစားတယ်မသိဘူး
မိလေးကတက်ပေါ်ရတယ်လူပါတော့တရားရအောင်နော် nature ကျိုးရဖြစ်ပါတယ်ဒါကျိုးရပေါ့မိလေးပါရိုက်ကျိုးရပေါ့နော်အောက်မှာစမ်းကြောင်းလေးဟာဘာလဲမသိဘူးစမ်းကြောင်းနော်အေးတယ်နည်းနည်းအေးတယ်ဟာငှက်တည်းရဲ့နေရာပေါ့နော်ငှက်တည်းရဲ့နေရာအဲ့ငှက်တည်းရဲ့ဟောငှက်လောင်လေးတခုပဲဘာလဲမသိဘူးဘာငှက်လဲမသိဘူးအခုလက်ရှိကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ New Zealand truck ပေါ့နော် New Zealand ဒေသမှာတွေ့ရတဲ့ငှက်လေးတွေတောသက်တော်ဝါလေးတွေပြီးတော့ kiwi ငှက်ကိုလည်းဒါသူတို့ထားပါတယ်ဆိုတော့ပေါ့နော်တောသက်တော်ဝါတော့အသေးလေးတွေပေါ့နော်ဆိုတော့ kiwi ငှက်ကတော့အဓိကဟိုမှောင်တယ်ပေါ့နော်အခန်းကမှောင်နေတော့အမှောင်ထဲမှာနေတာလားအမှောင်ထဲမှာချက်စားတတ်တာတော့မသိဘူးပေါ့နော်သူတို့ကအလုံးဝအခန်းတစ်ခုလုံးအမှောင်ချထားတာပေါ့နော်ဆိုတော့အမောင်ချထားရဲဆိုတော့အဲ့အမောင်ထဲမှာဘလို့မှကီငါကိုရှာလို့မတွေ့ခဲ့ပါဘူး။ဟုတ်။အရမ်းမောင်တယ်ပေါ့နော်ဗျ။ဗီဒီယိုထဲမှာလည်းလင်းသလိုဖြစ်နေတယ်ကြည့်တော့အထက်ထဲမှာတော့မောင်ပါတယ်။မရှင်းဘူးအကြီးကြီး။ပေါ်နေမြင်ရမရှင်း။အောက်ကနေပေါ်ရ။ဟိုဆိုဘက်မရှင်း哇，တော်ဒီမှာအရင်ဆိုးဆိုးတယ်ဗျငါးတွေလည်းရှိရအများကြီးပဲမိချောင်းကြီးအဲ့လိုမျိုးကြီးမြင်နေကြတစ်ခါမှလည်းမမြင်ဘူးမိချောင်းကြီးဒီမှာရေချုံငါးတယ်ရေချုံငါးတယ်အများကြီးပဲထဲမှာအရင်ဟိုက humidity အရင်များတယ်နော်ရင်ငွေတအားများတယ်ဟာခါမှလည်းမျိုးမကြုံဘူးအဲ့လိုရင်ငွေများကျွန်တော်တို့အခုလက်ရှိရောက်ရှိနေတာကတော့ဘာနော် Southeast Asia ပေါ့အရှေ့တောင်အာရှပေါ့အရှေ့တောင်အာရှကတောအုပ်ဇုံဖြစ်ပါတယ်ဆိုတော့အဓိကကျွန်တော်တို့မြန်မာနိုင်ငံတို့ထိုင်းတို့ပေါ့နော်ဒီအရှေ့တောင်အာရှဘက်ခြမ်းကမှာရှိတဲ့တက်ရှိတတဝါလေးတွေဖြစ်ပါတယ်ဆိုတော့ကြားတွေရှိတယ်ပြီးတော့ဖြန်လေးတွေရှိတယ်ပေါ့နော်ပြီးတော့ခုနကတော့လည်းမိချောင်းတွေပေါ့နော်မိချောင်းတွေလည်းတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကြားရည်နောက်ထပ်ဒီပေါ့နော်ဖြန်လေးတွေပေါ့ရန်ကုန်တရိတ်ဆိုင်မှာလည်းရှိဖြန်လေးတွေကတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီပါနော်လို့တော့ဟုတ်တယ်ဆေးရနော်ဆေးရနော်ဟုတ်လေဟုတ်လားဟုတ်ရနေတယ်တွေ့ရနေနော်ပြန်နေနော်အေးကောင်းဟုတ်တယ်အော် okay I see ဟေးကြားရတယ်အော်အော်ကြားရဖြစ်ပါတယ်ကြားရနော်ကြားရတော့အကြီးကြီးတော်ကြီးရတယ်ကြားရနော်အော်ကြီးကြားရနော်push push what what's this Oh, well done, yeah. Go on, lady. See all the babies, Harry? So we're gonna go. Yeah? Go on, lady. Oh, kangaroo, kangaroo. Kangaroo, ma. How are you going? Did you go? Australia, what? Oh, very sunny, Jade. Eat it. Very sunny. It's really sunny. Huh? Oh, come. Huh? Come here, no? Oh, come. Do it. Sorry, go.
များရတော့ဟဲ့ကောင်လေးတွေဟောကြည့်မတည့်ရပြီကြည့်တွေ့စားနေကြအခုလက်ရှိကျွန်တော်တို့ရောက်ရှိနေတာကတော့ဩစတြေးလျနဲ့ပတ်သက်တဲ့တရိษံလေးတွေရှိတဲ့နေရာပေါ့နော်အဲ့ဒါကြောင့်မို့သားပိုက်ကောင်တို့တခြားဟိုဟာဒီငှက်လေးတွေလည်းမြင်ရပါတယ်ကြည့်ဟိုင်ဟောလုံးမသိနော်ကြည့်ရ I think he wants big heads. I don't want to risk it. ဟိုစိတ်မလားစိတ်တက်လားကြည့်好厉害这个！哎，哦，差点接，哦，你办不了了哇！哎，把我两不听了， It's fade weird. 一模的 Like。when it walks, it fade really weird. I tried to eat it. Oh my. Oh my. ดูดิว่าจะเป็นอะไร想了没得？ Oh my goodness, look at him. Oh, here's a bald spot, mommy. အကြီးရတော့ငယ်ကြီးနော်အမွှေးတွေနဲ့ငှက်ကလေးတွေထန်တော့ဆော့ကြတယ်ငှက်ကလေးတွေအများကြီးပဲငှက်ကလေးတွေရှိတယ်တော့ဟဲ့ဟိုမှာဟဲ့ဟိုပြန်လိုက်ဒီကလေးငှက်ကလေးတွေဟောမ哎，对对对，啊，哦，嗯，都像那个嘞喏，我玩的好，哦，这人玩的没有好啊。တက်ကနာည6တော့အဲ့လိုမျိုးတွေရှိတယ်လေရတိုက်မှာပြင်းပြင်းနေဩစတြေးလျသေးစားလားအမီးလားဒီရေတော့ငါငါးလေးတွေရှိတယ်ငါးလေးရှိတယ်ငါးလေးတွေရှိတယ်这你也没到哪了。好了，过来讲来的。哎，姐，我带你嘛对了，我问你了，我问侬，我问你对喏。没讲哩对了，对了。哎，我虽然嘛是讲哩的，对了。အခုလက်ရှိကတော့ဒီတောင်အမေရိကတိုက်ပေါ့တောင်အမေရိကတိုက်မှာတွေ့ရတဲ့အကောင်လေးတွေသွားကြည့်မဲ့နေရာကိုရောက်နေဖြစ်ပါတယ်မိုးတက်တော်ပေါ့အဓိကကတော့မိုးတက်တော်ဆန်ဆန်လေးဒါရှောက်လန်းလေးကိုဒါတွေ့ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီ Auckland တရိษံယုံရဲ့သမိုင်းကိုပြောမယ်ဆိုတော့သူက1922ခုနှစ်ကနေစပြီးတော့ဖွင့်လှစ်ခဲ့တာပေါ့နော်အခုဆိုရင်တော့နှစ်ပေါင်း100ကျော်သွားပြီပေါ့နော်ဆိုတော့ပြီးတဲ့အခါကျတော့သူကလက်မှတ်စည်းနှုန်းတွေက Auckland မှာမြို့နေတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ဈေးလျှော့ပေးပါတယ်ပြီးတော့အခါကျတော့သူတို့လက်မှတ်ဝယ်တဲ့အခါကျရင်လည်းသူတို့မြေပုံလေးတစ်ခုမြေပုံယူမလားတော့သူတို့မေးတယ်ပေါ့နော်အခါကျရင်မြေပုံရပါတယ်ပေါ့နော်အဓိကတော့ဟိုသူကတရိษံယုံအကျယ်ကြီးပဲပေါ့နော်အကျယ်ကြီးပဲဆိုတော့ New Zealand $30ဆိုလဲတန်ပါတယ်ဆိုတော့သူကြည့်စရာတရိษံအကောင့်လေးအများကြီးရှိပါတယ်ထွက်ကြည့်မပြောသေးတယ်ကတောင်အမေရိကတိုက်ကဖြန့်နေရတယ်မြောက်နော်တွေ့လားမြောက်နဲ့တူရနော်မြောက်ပါပဲနော်အမိရှိရှင်နဲ့မြောက်လေးတောင်အမေရိကတိုက်မှာရှိတဲ့မြောက်လေးတွေကိုတို့မမြင်ဘူးကိုတို့နဲ့အယောင်ဝေးရလေမြန်မာနိုင်ငံနဲ့ကြတော့ချစ်စရာလေးနော်ဘာလို့လဲမသိနော်ဟိုမှာလည်းရှိတွေ့လားဟဲ့ဟိုမှာလည်းအပင်တွေကိုလောက်အပင်မသွားတယ်နော်မြောက်လေးတွေဆိုအပင်မှာမနော်ပ
ပန်းနေလည်းမတွေ့ဘူးနော်တက်ခွာပဲတကူပဲအဲ့လိုမျိုးပဲကတ်ပေါက်တဲ့ဟာဟုတ်လားဟာလည်းမသိဘူးနော်ဒါမြင်မှုရဲ့အပြင်ပဲမလဲမလဲဟဲ့ဘာကောင်းလေးလဲဟမ်他出生一下。 This Golden Lion နဲ့ Tamarian နဲ့ရွှေရောင်လေးနော်ရွှေရောင်လေးရွှေရောင်ကောင်းလေးနော်ဆင်းသွားတယ်အဲ့ဒါမသိနော်မြောက်ကလေးနဲ့တူတယ်ဟဲ့ရွှေရောင်ကောင်းလေးနော်ကျမြောက်ကလေးပဲဟုတ်တယ်မရုပ်ကလေးပဲနော်ဝါသူတို့ Golden Lion နဲ့ Tamarian လို့ခေါ်တယ်တဲ့တောင်အမေရိကတိုက်မှာတွေ့ရနော်သူတို့မှာလက်သေးအချုံနေရှိတယ်တဲ့ဟောလေဟဲဒီခေတ်အကောင်လေးနော်အကြီးပဲတော့မြောက်အောင်နော်အကြီးပဲအနေကကြည့်လိုက်တော့အမီးကအရွှေရွှေချင်းအမီးနဲ့သူကင်ထားတယ်လားအကြီးရသလားတကယ်တော့အဲ့ဒါအကြီးရလေကြီးလေးဖူးဖူးကြီးရှိရလားအဲ့ဒါဒီ100ကျော်200ကျော်လောက်ရှိလာပြီနော်ကျွန်တော်တို့ရဲ့တတိဆိုင်ရုံခရီးစဉ်တွေကတော့ဒီနေရာမှာပဲအဆုံးသတ်ခဲ့ပါတယ်အားလုံးပဲဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် comment လေးတွေပေါ့နော် like and share ပြီးတော့ subscribe လုပ်ပေးပါဦးလည်းတောင်းဆိုပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်